ထပ်ဖို့ပြည့်စည်တဲ့ဆောင်တဲ့ကြစ်စစ်နေကားများစစ်ကောင်စီပစ်ခတ်ကို DNA ထုတ်ပြန်တဲ့သူလည်းမယုံရတော့ဘူးရုံမာနေကြပြီလို့တုံ့ပြန်ထပ်ဖို့ပြည့်စည်တွေတည်ဆောင်လာတဲ့ကြစ်စစ်နေ6စီဟာဧပြီလ1ရက်နေ့မနက်9နာရီခန့်မန္တလေးဘက်ကိုဦးတည်သွားနေချိန်နောင်ချိုအနီးမှာစစ်တနတွေနဲ့ပစ်ခတ်ခံရလို့နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ TNN ဘက်ကပြောပါတယ်ကြစ်စစ်နေကားများဟာတရုတ်နေဆက်ဆွေရီမြို့ကနေပြီးဒုက္ခရောက်နေတဲ့မြန်မာပြည်သူများကိုကူညီဖို့အတွက်အစားအသောက်နေရာထိုင်ခင်းအပြည့်စုံတဲ့ကားကြီး6စီးဖြင့်မန္တလေးဘက်ကိုသွားနေချိန်နောင်ချိုအနီးမှာစစ်စခန်းကပြေးလိုက်တာလို့ TNN ဘက်ကထုတ်ပြန်ချက်မှာပြောဆိုထားပါတယ်။ကူညီရေးရင်တန်းဟာကားစီးတိုင်းမှာလည်းတရုတ်နိုင်ငံကြက်ချင်နေအသင်းမြန်မာနိုင်ငံငလင်တန်းတင့်ပြည်သူများအတွက်ထောက်ပို့ရေးပစ္စည်းများလို့အနီအောင်စာတွေတေချာကတ်ထားကြတဲ့အပြင်စစ်ကောင်စီကိုတည်င်းပို့ထားခဲ့ကြပြီးဖြစ်ပေမဲ့လမ်းမှာစစ်တနနဲ့ပြစ်ခတ်ခံရလို့နောက်ပြန်ဆုတ်ခဲ့ရပြီးနောက်တစ်ကြိမ်ခရီးဆက်ဖို့တွန်းဆုတ်သွားကြရတယ်လို့သိရပါတယ်။လမ်းမှာပြစ်ခံရတဲ့ရင်နှန်းကိုတီရန်ဘက်ကကာကွယ်မှုတွေပေးထားပြီးလိုရာခရီးဆက်ဖို့တာဝန်ယူပို့ဆောင်ပေးသွားမယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ကုညီရေးကားများပြစ်ခတ်ခံရတဲ့ပတ်သက်ပြီးပြည်သူများအကြားအမြင်တစ်ခုကွဲလွဲနေကြပါတယ်။တဦးကမဲထုတ်ပြန်တဲ့သူလည်းမယုံရတော့ဘူးရုပ်မာလာကြပြီးဝေဖန်မှုများရှိတယ်လို့အချို့ကတော့စစ်ကောင်စီမိသားစုကိုပဲကူညီရတော့မလားကြံတဲ့နေရာကိုနေတော့စစ်တပ်ကဝေမခံတော့ဘူးလားစသည်များဖြစ်တွေ့ရပြီးချစ်ချင်နေကားများကိုပြစ်ခတ်တာဟာနိုင်ငံတကာရဲ့စီမင်းစည်းကမ်းကိုပြစ်ခတ်တဲ့အဖွဲ့ဟာချိုးဖောက်နေတာပေါ့လို့ထင်မြင်ချုပ်ကိုလည်းတွေ့ရပါတယ်ကျွန်တော်ကိုချစ်ပါ